ကြီးညောင်ပြီးထားတယ်နည်းနည်းတော့ပူတယ်တော်တော်လေးပါတော့ဒီပဲဖြစ်ဖြစ်အဓိကတော့ဟိုပြောနေတာလူလူလေးနေချင်တာဟိုမိမရဲ့အိမ်မှာလိုက်နေတယ်ဆိုလို့ရှိရင်မိမရဲ့မိဘရှိသေးတယ်မိဘရှိသေးတဲ့အတွက်ကိုယ်တို့လည်းကောင်းဒီကတော့လူလူလေးကိုအဆင်ပြေနိုင်ဒါကြောင့်မို့လို့လည်းဟိုဒီမှာပဲခွင်းနေမယ်ဆိုပြီးတော့ဟိုရွေပြီးပြဿနာဆူတယ်ဆက်ပြီးတော့ဒီအိမ်ကြီးစလိုက်တယ်အဓိကတော့ဒီအိမ်ကြီးကကိုမင်းလက်ဆောင်ပေးတာ surprise ပေါ့အေးရလည်းနော်ဓမ္မယုံနဲ့ဟိုင်းနဲ့ဟုတ်တယ်ဟိုပယံစီကဓမ္မယုံစောက်တယ်ကိုခေါ်လိုက်တာအဲ့ဒါဓမ္မပုံဝင်ပြီးတော့စတာပါအဓိကဟိုခေါ်ရတယ်ဟိုနောက်ပြည့်တည်ကြလို့ရှိရင်အခန်းဖို့ပြီးပြောပြီးဟိုကပြီးသွားရင် air conditioner တော့ပြောထားတယ်လို့ဆိုတော့ဒီပုံစံလေးအဓိကဒီနေ့ညလူလည်းအိတ်ဖို့ဘယ်ညအိတ်ဟိုပဲလူလေးပြရတယ်ဒီပဲလူလေးပြရတယ်ကျောင်းတော်ပြုလို့ရတယ် surprise မဟုတ်လည်းစီစဉ်ထားသေးတယ်ဟုတ်လားsurprise တစ်ဖက်တော့လက်ပတ်ငယ်တော့ဟိုဆော့လိုက်နေတယ်နော်အတိတ်ကိုစိတ်ထဲမှာအမက်လက်နှချောင်းထောင်းရေခဲမလို့စိတ်ထဲမှာအမက်တစ်ဖက်တော့ကိုစားလာကောင်းတယ်โอเคရတယ်ကောင်းတယ်ခုကျွေးမယ်လူလက်နေနေဆိုတော့ဒီမှာမတင်ကမင်္ဂလာဆောင်မယ်ကိုရီရင်းမြတ်မင်္ဂလုံးဆုံးပြောတယ်တော့ဘာဖြစ်လဲမင်္ဂလုံးဆုံးရမမကြီးညီမဘာဖြစ်လာလဲမမကြီးဘာလို့လိုက်လဲဘာလို့လဲသူပါဒီမှာမပါဘူးလေသူလေသူကသူချလို့ကိုဘကစာပေးပြီးယူလာတယ်အောင်သူတို့တမီးမရဆက်ပြီးတော့နောက်တစ်ယောက်နဲ့ပုံပြရတယ်မမကြီးရဲ့ဟာဂျင်းတာနေတော့သူပေါ်လာတယ်ဘူးမလည်းမသိဘူးအော်သူလည်းရှိရရှိဘာလို့ဆောခဏလေးငိုတဲ့အညီမလေးကိုကြီးရဒီမှာနေမနဲ့ပတ်တဲ့အိမ်တော်ကြီးအဲ့တော့ကိုစီနေမေးမယ်ခဏလေးငိုတဲ့အကိုဆုံးမပေးမယ်ခဏလေးကိုရလေးခဏကိုကြီးတကယ်ပြောတော့ကိုဆုံးမပေးမယ်ကိုရလေးခဏလေးဆုံးမပေးပါတခုလို့ရှိသေးတယ်ဒီနေ့မှအိမ်အစ်တက်တာလေကိုတော်မကိုအိမ်ကိုမနေရှာတာ तू ကဘယ်လိုသိအော်ဟိုမက်ဆေ့ပို့လိုက်တာသူမက်ဆေ့ပို့လိုက်တာလားတဲ့ရောက်လာတယ်ကြည်စမ်းမမပြောရတော့ဒီမှာနိုင်မဟိုလင်းနဲ့များဆိုရှာနေသွားဟိုလူငယ်ဆိုတော့ပို့ပြီးတော့ဟိုဖြစ်လွယ်ပြက်လေနော်အဓိကတယောက်ကပူရင်တယောက်ကအေးပေးလိုက်နော်လင်းများဟိုအကိုဆုံးမပေးမယ်လမ်းမှာတွေ့ရင်အကိုကိုယ်တိုင်ဆွဲထိုးပေးမယ်ကွာကိုကြီးတကယ်ပြောတော့ကိုတော်ယူတယ်ကိုတဲ့နော်ဟောဒုက္ခဖြစ်ရမယ်ကိုကြီးမမလေးကိုလေးမလေးကိုလေးမမလေးမင်းဆိုလေဦးလေးမပေါ့ဘူးဒီဦးလေးပြောနေတာကျွန်တော်ဦးလေးမပေါ့ဘူးကျွန်တော်တဲ့အိမ်မှာချင်းတော်လို့အဖေလိုက်လာလားဟောဝါမဟုတ်ဘူးခင်ဗျမဟုတ်ဘူးသမီးမဟုတ်ဘူးညီလေးမရပါဒီညက်ခေါက်ကဟုတ်ကဲ့ဟဲ့ကြည်အောင်ဟောလာနေဟုတ်တယ်ညစောပြဟုတ်ပါတယ်သူ့ညီမလေးဘက်ကစပြီးဒီစကားပြောရတာနေပြောတဲ့3နဲ့3ကိုဆောက်လာတယ်ဆိုတာဟုတ်ပါတယ်ဒီကိုဆောက်လာတာဘာရတူပါကိုလေးပါလို့တိတ်ချစ်ကြတာပါကျွန်တော်တို့ဘာလို့ခုနကတော့တခါလဲလာမချောတော့တရားတော့မောပါနဲ့ကျွန်တော်တိတ်ချစ်တာထိုင်ညကြားမနေနိုင်လို့ထိုင်ညကြားမနေနိုင်ဘူးခဏလေးကျွန်တော်တော့မင်းဝင်ဒါကျွန်တော်ရဲ့အိမ်အစ်စ်သီလားဟုတ်ကဲ့ကျွန်တော်မိန်းမတော့ကျွန်တော်ခုမှလက်ဆောင်ပေးတာကျွန်တော်မျက်စိလဲနေတာအိမ်မသိဘူးသူကရောက်လာတယ်ဒါမက်ဆေ့ပို့လို့တဲ့ဟုတ်ကဲ့ခမရောအိမ်ငယ်ရောဘယ်သူရောက်လာလဲညီမလေးသူ့ပို့လိုက်တာနေအိမ်ဝဆင်အောင်သူ့မက်ဆေ့ပို့ခဲ့နေတယ်ဘာလို့ဒီမှာအပေါ်ရင်းနေတဲ့ကောင်းကောင်းရင်းတဲ့နောက်ဒီအိမ်မှာတစ်သက်လုံးနေရမှာမူရတာပါသူကစာရောမိမချီလုံးလေးဟာမလို့မဝနဲ့တည်းဘာလို့တဲဥထားပြီးနောက်တစ်ယောက်တွေ့ဒီလိုပါကိုအမလေးရှင်းပြပြသေးကျွန်တော်လည်းတောင်းမှလည်းလက်မချင်လက်ကြောက်ကြီးမကြီးပါနဲ့ကျမတို့မိမနင်းညမမင်္ဂလာဆောင်တော့ကတူဆိုတာမသိခဲ့သိတယ်တည်ရတယ်ဘာလို့မင်္ဂလာဆောင်ခဲ့လဲရတော့ရှင်းပါဘာလို့တဲဖို့အလုပ်ရစမ်းတယ်လေကိုတို့ပြပေးရတယ်ဘယ်လိုပါလဲခင်ဗျာညင်ကြတော့မရင်နဲ့မခံနိုင်လို့ပါတဲအမလေးတဲ
ယ်လေးရတယ်ဒီလိုကိုရှိပြယောက်ျားဆိုတာအတောက်စားနဲ့မကင်းမောင်လေးနဲ့တော့မူရတော့ဒီလိုပေါ့လေချမ်းသာကြီးတွေကစိတ်ဝိုင်းနဲ့မဝင်နိုင်ပေမဲ့မသိတာတွေဆွထွက်လာတော့ဒီချိန်တခါနဲ့မင်းငယ်လေးယူပြီးတော့ခွင့်လို့ကြောက်တော့တယ်ဟိုကျွန်တော်လေကျေးဇူးပြုပြီးမျက်နှာနဲ့လိုက်တဲ့စကားမျိုးပဲပြောပြပါလားဟိုဓာတ်တီတီနေရာမှာလေဟိုဗာလေဝူခေါင်းလို့ဘာလို့ပြောင်းပြောလိုက်ပါလားမျက်နှာနဲ့လိုက်တာလေးဒီလားဘာတွေပြောမလဲလည်းမသိဘူး ကိုကြီးပြောတော့တွေ့တာနဲ့ထိုးပါဆိုမျက်နှာနေရင်မရင်ရိုက်ပါဆိုကုလုပ်လေကိုကြီး ဒါလေးခံပါလေတဲ့အသက်ပဲတော့ပါငါလည်းငါငယ်ကြီးပါ မလုပ်ပါနဲ့ ဘာဖြစ်လို့လဲ လုပ်ပါတော့ ဘာဖြစ်လို့လဲဘာဖြစ်လို့ငယ်ကြီးမှာ ကဲပါတော့ဘာလို့ရိုက်ပြီးတို့ညောက်တက်မြောက်လို့ရှင်ဟိုပြေလည်အောင်မြန်မြန်ဆန်လေးစကားလေးပြောပြီးတော့ ငါလည်းကြီးနေငါဘာပြော အေးလေအဲ့ကြောင့်ကိုထိုးတာမလုပ်နဲ့တော့ ကျင်းတော့ကြီးတယ် ဟုတ်တယ်ဒါတော့ तू ကလေသူတို့မိသားစုတော့မှ तू ကအငယ်ဆုံး ဟုတ်တယ် မွေးစင်းတော့ငါငယ်ဆုံး ဟုတ်ပါရဲ့ ဟိုကျန်တဲ့ဟိုညီမတွေရော ကျွန်တော်မွေးရမမီလိုက်ပါဘူး ဟုတ်ပါပြီကိုကြီးမိသားငယ်ဆုံး ဒီလိုလုပ်ပါလားကိုလေး အတိတ်တိကရေစက် ဒီ တွေ လိုလုပ်ပါလားကိုလေးကျွန်တော်ကကိုလေးရဲ့အသက်ကြီးနေတဲ့ဆိုရင်ညီမြကောင်သူ့ကိုကျွန်တော်ယူပြီးသူ့ကိုခမယူပါလားလဲလဲလဲဟာခမဘာစကားပြောလဲ ဟုတ်ပါပြီလားကိုကလေး ဟုတ်တယ်ဟုတ်တယ်ကောင်းတယ်ဒါမှမဟုတ်လေဒါမှမဟုတ်လေဟုတ်တယ်နေတော့ဟုတ်ပြီတော့အဲ့လိုမဲရတော့မမေးဘူးတော့မပါနဲ့တော့မပါနဲ့မြေကြီးတော့မသိဘူးတက်ကြလားကဲတော့ရနော်ဘယ်လိုလဲရေးတဲ့အဲ့ပစိုးလာတော့တော့ကြိုက်ရလားဘာဘာဘူးမမလေးသူကအဲ့ဒါပြဖို့မပြလိုက်ဘယ်တော့ဘောပြကြပါဘယ်တော့ဘောပြရဟုတ်ပြီ တော့လည်းရှင်းပါတော့ ကျေးဇူးတင်တယ်ဟုတ်ကဲ့အဲ့ပစိုးလန်တော့တော့ကျွန်တော်ကျုပ်မိမချောလို့ရတယ်ဟိုအဲ့ဝါညီမညီလို့ခုအစီပြေသွားပြီလား တီဝိုင်း တယ်လေဂျာနီကဟောတယ်လို့ပေါ့ဘာပြောတော့မလဲပြိတ္တာ ကျွန်တော်လည်းအဲ့ပဲလုပ်နေတာနော်ဟိုကျွန်တော်တို့လည်းဒီညဟိုဘယ်လိုပြောမလဲတူမင်းမတလာရလေးနေနေတာ ကိုတို့မမတို့ရှင်းပါခွဲတော့ပါမလေးမရင်ငယ်နေတာလေးခဏလေးပါအမလေးအလုံးလည်းမရောအောင်အရာလည်းမရောအောင် တေးလာတော့လားအရင်မှစစ်ကြည့်အောင်မယ် ဟောတဲ့တဲ့ ဘာလို့ပြောကဲခဏလေးနည်းနည်းလေးဒီကလူကြီးလည်းမဟုတ်အဲ့လူကြီးငယ်အားနာအောင်နော်တခုတော့ပြောမယ် ။ဟာလေဟိုတတင်းချက်တော့ကလေတဲနဲ့ကိုနဲ့ကလေမမနဲ့ကိုကြီးနဲ့မကြောက်ရသေးဘူး။အခုရောက်တော့လေတခါလေကြောက် ကောင်းတယ်ပေါ့တဲ့ ဒါဘယ်လိုရှိလဲဘာလို့လဲ ။တော့ပါလေလားညီမလေးပြောလိုက်မယ် သူကတော့လက်ခနဲ့ခဏကတော့ခင်ဗျာကျွန်တော်အဖေထားတာနည်းနည်းတော့ကြည့်ကြည့်ဦးပါနော်ဘယ်ကတော့ကျွန်တော်တော့မယ် လူလေးဘာအရာရော ။ကြောခံလိုက်ပါမကြောမစင် မမစင်မပြေဘူးလေဟာ ဟိုဒါထပ်ပြီးတော့ပစိုးကြီးလည်းမတုတ်ပေးနေဘူး ဘာချစ်လို့ပါချစ်လို့ ကဲပါဟုတ်ပါပြီဟုတ်ပါပြီရှင်းချစ်တာတောက်ဖို့ပါကဲကြောအဲ့လိုချစ်လို့လည်းကျွန်တော်မရင်တော့ခွန်ရတဲ့နေတာ အာ ကဲကတော့ အဲ့တော့မနေနဲ့ဘူးသူ့ကိုလုံးတယ် အာဘာမလဲလဲလို့ မနေဘူးမနေဘူးတော့ကနေတလားတော့ကြာဟာတော့ပါရိုက်လင်းကိုမနေတော့လည်းကျွန်တော် ကဲကျွန်တော်လည်းပြန်ပြောပါလိမ့်မယ်ဟာ နည်းဘလို့ကြီးလဲ အပြန်လဲရစပတ်ကဲပြန်မစင်ပြီးပြီ ဟုတ်ကဲ့ ဟုတ်ကဲ့ ခဏလေးညော့ဒီလို ပတ်စံပေးမှာ ဟာ လမ်းစီယူတိုက်စင်ငါပြီးပြန်တော့မိုးချုံနေပြီ ဗျာ မမဟိုညီမလေးနဲ့လေကိုနဲ့လေဒီရန်ကုန်ရောက်တော့လေရွှေတကုံဖျားခုကျွန်တော်ဒီမှာညအိတ်လို့ရလား။အိုးရတာဗောညီမလေးရဲ့နော်။ဟဲ့ကိုရတယ်မမ ဟောပြောကြရင်ဖယားတခါမှမဖူးရဘူးခုထိ ဟာဖယားတစ်ခါမှမဘူး ဟုတ်ကဲ့ ငယ်ငယ်လေးကအိုးဝဲဆိုပြီးမွေးတယ်အခုချိန်ကြီးဖယားမဘူး ဟောဒီလိုပါကိုရဲ့ကျွေးတကုံဖယားကိုဒီရွယ်ထိမဖူးရသေးဘူးအိမ်မှာတော့ဖယားကြည့်တာပေါ့ဟိုအဖယားလေးလက်သားလာဖလို့မလို့ပါ ကဲ ဖယားနေဖူးရပါနေဖယားကိုယ်လို့ဒီလိုရုပ်နေများလား အော်ကိုမပြောပါနဲ့ပြောတာပါ ဘယ်ရလဲတော့မတော့ပါဘူး လုံးစားလဲ ကဲရကြရွှေတော်မျိုးတော်တွေပဲဟောင်းနော်မိမရွှေတော်မျိုးတော်တွေပဲပိတ်သိမ့်လိုက်ပါတညပြောင်း ဟုတ်လေညကြတော့ဟိုဘူးမိမရဲ့ဒီမှာ ပိတ်သိမ့်လိုက်ပါ ဒီလိုလုပ်ပါကိုရဲ့ဟိုတစ်ခေါက်တစ်ခါမရောက်တာကြာလို့ပါဒါအရင်ကြီးဆွေတော်မျိုးတော်လေးမမလေးပြောမမလေးသားတို့ဟိုဘက်မှာအခန်းလေးလုံလုံလေးကားပြီးအပပမီတော့မိတ်ပေးပါ ပြေးလိုက်ပါလားလို့ပြောဟဲ့ဘာလို့လဲ လေးလေးကျွန်တော်တို့မိတ်တာဘူးလေတော့မှနေရတာဟုတ် နေတော့ဘာလို့နှစ်ယောက်တောင်မှလေဒီမှာလက်ဖက်တမလေးပဲစားနေတာဒီလားသမင်းပေါင်းလည်းမရှိဘူး
မင်းကိုဘာနဲ့ငါကာပေးအောင်မလား ဟုတ်ကဲ့ ဟမ်ဒီအိမ်မရဘူးလားမိမကြည့်ပြောတော့ငါတော်သားထွက်လာပြီနော် ကာပေးလိုက်ပါယောက်ျားရဲ့ ဟိုပြီးတော့ဒီဒီရင်တို့ထားကောက်ဖို့ရေတောင်းဘူးလေးဘေးနာချပေး ရှင်တော့မချပေးအောင် ကျွန်တော်မော်ရတဲ့ ခဏရတယ်ရ ဟုတ်ကဲ့ တောင်းမထည့်ဘူး ဟုတ်ကဲ့ လမ်းချိန်မှာဟိုတယ်ရှိတယ်သွားမသွားရ မဟုတ်ဘူးလေ ကိုဒီလိုကကိုတဲလေးနဲ့ဤလေးကတရားကြောက်တယ် ဒီညနာတရေကြောက်သေးတယ် ဟုတ်ကဲ့တရားကြောက်တယ် မမဒီမှာအိတ်လိုက်မယ်နော်အေးပြော ဒီမှာပဲအိမ်မယ်နော်တက်ဆီလည်းမငားတော့အဲ့တော့တို့အားနာဖို့ကောင်းတယ်နော်ဒီဘက်ဆန်တို့သိမ့်ကြတာပေါ့လို့ အဲ့ကြတော့ခွင့်ပြု ကျင်းနေမှာ ဟိုတောက်လို့တော့ တဲ့တယ်မလုပ်ပါနဲ့ကိုယူပါမယ်လေ ဟုတ်လား ကိုယူပါမယ်အဲ့တော့မလုပ်ပါနဲ့ကိုယူပါမယ်ဘယ်လိုလဲစား ကိုကတဲထမိန်နေမယ် ဘာလဲပြပြတဲ့အတိုင်းကိုရချင်တယ်ယူ အနာလိုက်တာကိုရဲ့ ဒါပဲ ပါကြလို့စေပြီးရေးကြည့် ယောက်ျား ဘာလို့ အာကျမရဲ့ရွှေတော်မျိုးတော်တွေနော်ရှီရပါလေနေနေလာတာ ညီမောင်မိမရဲ့မင်းရဲ့ဆွေတော်မျိုးတော်ကလည်းကိုယ့်ရဲ့ဆွေတော်မျိုးတော်ပဲเนาะအဲ့ဒါကြောင့်မို့လဲជីជីပြီးနဲ့သွားအေးလို့ပြောလိုက်တာ သိပါဦးတိုင်ရမကြေမနှံ့နဲ့ အော်မဟုတ်ဘူးလေညဘက်မလို့အိတ်တော့မယ်ဆိုရင်တော့ပတ်ဝန်းကျင်ဆိုရှိတယ်နေပဲလေချိပတ်ဝန်းကျင်ရှိတယ်မကောင်းဘူးဝိမာယေဝိမာဝိမာယေအဲ့မာကြီးကစဉ်းစားနေသေးတယ်အမရဲ့ယောက်ျားဘက်ကအတော်ရဲ့တူရီလေ အဲ့လိုငါတို့မျိုးပဲ ဒါပေါ့မိမဒီစစ်ပြီးတော့မျိုးပြောနေတယ်လေအမရဲ့အချစ်ကိုမဟုတ်ဘူးလေတော်ခွာနေ တော်ရဲလေ တော်တယ်ဘာလို့ပြောလဲတော်တယ်ဘုမဆက်တဲ့ဘုရားမသိဘူးတော်တယ် ဟုတ်ကဲ့ငယ်ရုံပြောက်သွားတာ ဟုတ်တယ်နည်းနည်းရုပ်ကပြောင်းလဲသွားတာလေမသိလို့မင်းတာလေကိုယောက်ျားရဲ့အိမ်လိမ့်စာကို Facebook ပေါ်မှာတင်လိုက်ပေးလိုက် မတင်ပါဘူး မမမတင်ဘူးမရောက်ကိုရောက်မတင်ဘူး ဒါပေမဲ့ကျမတို့တစ်မျိုးလုံးကတယောက်ပမာနေလဲဆိုအကုန်သိကြတယ် ဟုတ်တယ်တခါလေးလိုက်ဆုံးတန်းတာတခါလေးလိုက်ဆုံးတန်းတာဟိုကနေကောင်းလို့ပြော ဒီကောက်တယ် ဟိုအခြားလာမှာမဟုတ်ဘူးဟိုမှာငယ်ကောင်းတဲ့လက်ကောက်ပါသေးတယ် ဟုတ်ပါသေးလား ပါတယ်ငယ်ကောင်းတဲ့လက်ကောက်ပါတယ်ဟိုမှာဒီငယ်ကောင်းကစော့ကျင်တယ်တဲ့မျိုးမှာကစားကွန်းစော့ကျင်လို့တဲ့ဟိုအလက်ကောင်ပါတိတဲ့တိုင်မနေတာနည်းနည်းလွတ်နေတာအဲ့ကောင် ဟဲ့တင် ဟော တော့ ဒါလည်းလွတ်နေအဲ့လွတ်တဲ့ကောင်လေးပါလာတယ်ပါတာဗောခုမှကတက်စီပေါ်မှာဟိုငွေကုန်ကျင်တော့ဘုံလို့မင်းတို့ငါရောက်ကုပေးမယ်ရောက်မင်းတို့ကစားကျင်တော့ငါပို့ပေးမယ်လို့ပြောရတာအဲ့ခေါ်လာတယ်တက်စီကတော့ကောင်းလို့ရှိပါတက်စီကတော့ကောင်းလို့မဘူးပစားရှိတယ်ဒီမှာအပြည့်ပစားရှိတယ်ဗျ ဆွဲထားပါ ရှိတယ်အကျွေးမပါလို့ သိပါတယ်ကြောက်ပေးစမ်းပါ တောင်းကအကျွေးနဲ့တစ်ခါမှမကြားဘူးလာပြီးတော့9000နဲ့တယောက်ကဒါတော့ရှိသေးတယ်နော်ဖြစ်1000နဲ့ပေးနေတာပြီးရင်9000နဲ့တယောက်ပြန်ပေးမယ် ဟုတ်ကဲ့ပါ လာပြီးတော့မိမမဟုတ်ဘူးဟိုအမရဲ့ယောက်ျားရဲ့တော်တော်ခွာတယ်နော် မားပါလေညိုညင်လာတာ ဟိုညနေတော့မဟုတ်ဘူးဆွေး ကျမဆွေတော်မျိုးတော်တယ်လေ လာဆွေးတော့လာပြီ ပလီပလီရာ ရောနေဟုတ်ကဲ့ရောက်တယ်ငင်းလေးလို့မင်းကပြောတယ်ဟိုဆော့ဒီဆော့မဆော့နဲ့လို့ငါပြောနေဥစ္စာဟုတ်ကဲ့ဒီကိမကိုင်နဲ့လို့မင်းက ဒီ ပြော ကိုင်နေလားအခြားကအေးရပါ ရှောက်ပြီးညင်းနေလိုက်ဖို့ဆိုလိုက်ဖို့မယ် လိုက်ဖို့ မန်တူလေးကနာဝဲကိုခိုင်းတယ်ဒီကောင်ပုံမှန်မဟုတ်ဘူးနော်ပုံမှန်တော့ဟုတ်ငါတို့ညိုးတယ်မှာမိုင်းရလာတော့ဟုတ်တယ်မိုင်း ဟင် ငွေစားထားတာလားဟုတ်တယ်စားတယ်တော့ဘာလို့ငွေစားတာမပေါ်တော့ကငါဒီမျိုးမင်းမသိလို့ပြေးတာသူတို့ကိုမြင်ပြီလား အာ မိုင်းသိတယ်လေဟိုမိုင်းရတယ်ဟိုမောင်လေးရဲ့အမေရဲ့ အေးပါဟာဒီနေ့တော့ပဲစုဘူးလားဗောကြီးတော့လေလိုပဲ ကြပြတဲ့ပုံရေးတာကြပြတဲ့ပုံရေးအော်ကြပြဆရာလားကြပြတဲ့ပုံရေးထားတယ်ကျွန်တော်ကြပြစားတယ်ကျွန်တော်ရဲခက်လားကြပြလေးနားတော့ယူဟောကျွန်တော်ရေးထားတယ်အုံနောက်ကတွေးလက်ကရေးမင်းကိုချစ်တယ်ဒီကောင်းတယ်စလုံးနေနေတာမြို့ရေးတာဖတ်ကြည့်ရဟုတ်လားနေမျိုးထဲမှာအဲ့ဒီတော့ထူးကြပါလေဟုတ်လားတို့ရရတယ်ကြာထားကောင်းနေနော်ကောင်းနေတို့ရရတယ်နောက်တော့ဆက်ဆက်လာနေနေဆက်အော်ဘာလို့ချာချာလေးอ่ะကြာရှိလေတော့ကြာဒါကာကြီးရဲ့ တူတူရုပ်ပြနော် ဟောဘာဖြစ်တော့ဟောဒါပဲငါဟောဘာဖြစ်လို့ဘာလို့ဘာလို့
ဟောရေးတာတော့မဖတ်တယ်ဘူးနဲ့အုံနောက်ကတွေ့လက်ကရေးမင်းကိုချစ်တယ်လေဒါလေးရေးရတဲ့ကိစ္စကိုအဲ့ဒါကိုဘာလို့စဉ်းစားခက်နေတာတော့ဩပြောပြတယ်ဥစ္စာ ဒီကောင်လည်းပဲနော်ဒီကောင်လည်းပုံလည်းမဟုတ်ဘူး ဟိုတောက်ဂျပန်ကလုံးကပြအဲ့မှာဂိမ်းကြီးဟာ ဒီဘက်ကတော့ဘာလဲတဲ့ အဲ့ခပဂိမ်းကြီးပြေးစောလိုက်ပါဂျပန်ကလုံးဂိမ်းကြီးပြေးစောလိုက်ပါ ဒီဘက်ကတော့ခေးရှိမှာတော့ငါရေစော့ပြီဗော ဟုတ်လေဒါတိကျတော့တော့ဘာတတုံးရတက်လိုက်ချက်လိုက်ဟုတ်တယ်ဗျ ရှိရတယ်လို့တောင်းတောင်းနေမှာ ကိုကလေဖြစ်နိုင်တယ်နည်းနည်းတာလေးတူတူလေးပြောပြီပါတော့နည်းခန်းစားချက်နုံးနေရေးနေတာအာရုံနဲ့လည်းထွေနေအဲ့ဒါလည်းအတိုင်းပလိုပလိုလေးရှော့နော် အဲ့ဆိုအခုမောင်သူတို့ကိုစီကံပြပေါ့ ဒါပြမှာပေါ့မ ဘုတို့ပြပါစေက ကိုပြခင်ပြပါလေနေမကုန်းလေမင်းတို့လိုက်ဖို့တည်းရှိသေးတယ်လေကျန်ကောင်းလုံးလိုက်လုံးနေ အဲနောက်တော့ကြလေးရေးထားတယ်အုံနောက်ကရက်ထက်တယ်နားလာပြီလားတမာရီချုံမိုးတွေပြကောင်းငင်ကရေစီမြေကြီးကနေထွက်ရေတွေကငါးတွေအိပ်ပတ်သေးတော့မင်းလေးကိုမမိုးရင်ပါဘူးကွယ်ဖတ်ကြည့်လိုက်ရေးထားတာအုံနောက်ကတွေ့ပြီးလက်ကရေးတာတော့ချက်ချင်းရေးတာကြပြဆရာနော် အဲ့သိတယ်အောင်မြောင်လို့မျိုးတော့ဒီလိုက်တာအဲ့ခွာနေရတော့ ဆောင်းဒီရမြပူလာတယ် ဒီကာရှိနေတာကာ နားလေဖတ်တယ် အဲ့ဒါဒါရပါတယ်လက်ထင်းပြည့်စင်စမှာမကြီးရေးတာဘာပါလဲဟဲ့တေချာနဲ့ဖတ်ကြည့်ပါဦးဓမ္မရီချိုးမိုးရီပြိုကောင်းညာရေစီညီကြီးကလာတာရေတွေကငါအေးပတ်သေးတာတော့မင်းကိုမမုန်းပါဘူးအချစ်ရဒါလေးပဲရေးထားတာလေတေချာဖတ်ကြည့်ပါဦးဒီမိုက်အဲ့ဒီကောင်လည်းပုံမှန်တော့မဟုတ်ဘူးလေ ပြကနာပဲ ဒီကောင်လည်းပုံမှန်မဟုတ်ဘူးလေ ရပြီရဟိုဒီမှာဟိုချောင်းရိုက်တဲ့ဂိမ်းလည်းမရှိဘူး ပြေချုံရတဲ့ဂိမ်းတွေလည်းကွာကဲဒါလေးပဲဆော့ အဲ့တော့မမရေဟိုချောင်းဟိုလေ ဒီယူရမှာပေါ့စီကံပြ အဲ့ဒါမှယူလို့မရဘူးတို့ဒီထဲတွေ့တာကိုစိုးကောင်းပါဘူး အဲ့ဆိုတော့ကြတော့မရဘူး ကျွန်တော်လည်းရပြီအခုလေးမှသူ့အတွက်ကျွန်တော်ခံစားချက်နဲ့ကြပြရေးလိုက်တာသူ့အတွက်နားမမြင်လားကျွန်တော်ရေးလိုက်တာတော့ဖြိုးမှလက်တန်းစားတော့ပြုံးပြုံးယူတော့ကုန်းကုန်းတင်ဤချီတော့လူမီအမုတ်ခြေလောင်းခဲ့ပါဟုတ် မင်းတို့ပြောတာငါအိမ်နာမဟုတ်ဘူးလေဟာနင်းလူတွေမဟုတ်ဘူး ဖတ်တယ်ဒီကာကြီးပဲလာပြနေပြီးတော့ ကဲတို့တို့ဒီလိုမှာတော့တော့ ဒီလိုရှိတယ်တော့ဟာလူတော့ငေါ မောင်ရဲ့အဲ့ဒါကိုကတော့ စီကပြလိုက်မယ်သူ့ကိုကစားခွင့်လိုက်ဖို့မယ်အဲ့ဒါလေးငေါကကကြားခွင့်တော့အေးပါ ဘလို့ကိတိကစားခွင့်လေ မဟုတ်ဘူးမိုင်အဲ့ဒါပြောပြတယ်ဟဲ့ကောKTV ကကစားခွင့်မဟုတ်ဘူး ဩဒါဆို KTV မှာငါစာရေးလို့ရတယ်မလား ဟုတ်တယ်အဲ့မှာသူ့ကိုရေးခိုင်းပါ ပြီး KTV ဆိုတာငါတို့ဓမ္မယုံကြော်သွားသေးတယ်ဝေးတယ် ဒီတော့ရောက်တက်စီဘလုံးငားလာတယ်မသိဘူးနော် အေးနော် ဟိုကလေးမိုင်ဟိုသူ့ကိုကြောက်တော့ကစားခွင့်ပို့သူကြောက်တော့ အေးဟုတ်ပါတယ်အဲ့ဒါတော့ကြတော့ လို့မရဘူးလေ မရလို့လေလို့ မိုးချုံနေပြီလေမနေ့ကတော့မှသွားမှာပေါ့ အော်ညနေတော့စောင်းပါသေးတယ် မိုးတွေလည်းချုံနေတယ်ဒီကောင်ပုံမှန်မဟုတ်ဘူး အဲ့ဒါမနေ့ကကျမှဟိုထားပြီးသွားလိုက်မယ်မောင်တို့ဒီမှာညညိုင်းတယ်မညိုင်းတယ်နားရေးတယ်မလား ဖြစ်ပါတယ်မောင်ကြီးကို ဒီတယ် ညအိကိုဒီမှာဓာတ်ထားရ ဒီတယ် မောင်ကလည်းညူးညင်းလာလားဒါကျမစီရောမျိုးတော့လေ ဒါပဲ ရှင်းရတယ်ကုနီရမှာပေါ့ ငါပဲဖြစ်လွယ်ပြက်လွယ်သဘောရဲ့လောကလည်းပြောလို့မစိုး တချင်းလေးပါလေးဆိုပါလား ဟာ ဆိုနေရလေဩ ကျွေးပြောနေတာကျွေးပြောနေတာ ကဲ ကျွန်တော်နောက်တစ်ခုခင်ဗျားတွေ့ရေး ရ ပြ ရ ပါ ရရနေရာသွားယူတော့နေရာသွားယူကြရပြီ 你都阿西玛呀？ ဘုမရေးလို့ရတယ် 好的，呀，你 တော့ 好的，你都阿西玛呀嘛？ ခင်ဗျားတွေ့ရေးပေးမယ်နော် ရတယ်နောက်မှ 你都阿西玛呀嘛？ဟုတ်ကဟဲ့က ခေါ်တော့ကြပါဦးကိုလည်း ဟဲ့က 啊， အဲ့တော့ရှိသေးလား ဟဲ့က 你好，哎妈，我们来看到要留意。 ပါရီကြီးနေတာတော့မြန်မာကကျွေးရုံမြန်မာကလည်းတော့လည်းဝါကွာဘာပြောလဲလို့ 多美，多美， 你တော့တော့ခီးရပါလားတော့လာတော့ 哦，多美了，多美了，哇，一千呗，哎，一千，一千，ကျွေးလို့ 对不起，对不起的，变乱的模样，危险一些。 ဒီချာ အဲ့ ဆက် ဆက်လဲသူရဲ့ ကျွန်တော်ခံစားချက်နဲ့ရေးထားတယ်စာရွက်လေးတော့ပြန်လာပြီမေးပြီ အိုး ရကြမရှိရဲ့ အေး ကျူပါနဲ့တွေ့ပြီ ကာကြီးကျူပါသွားတော့အဲ့တော့မင်းမ ရှင် မင်း
မဟုတ်သေးဘူးနော်မင်း အော်ဟုတ်ပါတယ်သူတို့ကကျမဆွေတော်မျိုးတော်လေးရှင်ကညူနေတာလားလို့ ယူညီမဦးမင်းဆွေတော်မျိုးတော်ကလည်းကိုယ့်ရဲ့ဆွေတော်မျိုးတော်ပါပဲ အော်သူတို့စားဖို့တော့ဟိုတယ်ကလူမှာကြွေး ဟိုတယ်ဟိုတယ်က ဟုတ်တယ်လေ မကျဟိုဘာလဲ surprise တစ်ဖက်တော့ပြောရတယ်ဟိုစိတ်ထဲမှာမတ်ဒီမှာဒါလေးပဲစားတာလေဒါလေးပဲကျွေးလိုက်ပါလားတယောက်တစ်စီစီပြီးတယ်ညီမရဲ့ ရှင်ကလည်းညူနေရလားကျမ ပြောပြတာ အဲ့ဒါတော့ဝယ်လို့ ကြည့် နိခြေတော့ဖယ် ဒီမှာရဲ့ အေးဘယ်လိုလဲတန်တယ်ခေါင်းတယ် မပြောနဲ့တော့အော်တော့အဲ့ဒီပြောစင်နေလို့လုံးဝအဲ့ ရှင် လူကန်လို့ဒါမျိုးတွေခေါ်တာတင်ကြည့်နေရဟဲ့ဟိုအဲ့ဒီနေမှာမသားကြီးရတယ်ဟိုတိတ်မကြည့်ဒီတွေမှာလာလိုက်တယ်ကိုရီးယားမြောက်နေတယ်ရှင်နေလားဟဲ့ကတ်တိုက်သွားတယ်မသားဘယ်ကောင်းဘယ်ချင်းမသိဘူး ရှင်ရတယ်သူတို့တွေတခါလေလို့လက်ပျော်ကြပါစေ တော်သေးတယ်ကအင်ဂျင်စောက်လာလို့ဟမ်ဒီမှာအဲ့ကဒီခုံလေးချလာလို့မဟုတ်ရင်ငါတို့ကကုန်ပြောက်တယ်ဒီလားငါတို့ကမှတော့အိမ်မပြော ရှင်ရတယ်ကျမတို့ကိုရွှေတော်မျိုးတော်ညူညံ့နေရလား အော်နေပြန်ဘူးလားဖြေရတော့အော်ဖြေရမှာပေါ့တော်ပြီနော်မင်းရဲ့ဆွေတော်မျိုးတော်နဲ့ဒီလောက်နေတော်တော့ပါပြီမောင်တော်လေးဒီညုံညင်မိမဆိုတဲ့အတွက်မင်းကဒီမှာပဲနေမင်းရဲ့ဆွေတော်မျိုးတော်နဲ့နေခဲ့ပြီးမောင်တော်စိတ်ပြီးတော့လေဘုံလေးပဲဝတ်တော်မူတော့တယ်ဟဲ့ဘုံလေးပဲဝတ်တော်မူတော့တယ်ဟဲ့ မလုပ်ပါနဲ့